တကယ်လို့မှသမီးတို့ကစက်ပြလုပ်တဲ့ခါကျရင်ဟာဗယ်နေရာမှာအမတို့ပြန်တင်ပင်လို့ရတယ်အစီတွေနေရာမှာပြန်တင်ပင်လို့ရတယ်တကယ်လို့မှမဟုတ်ဘူးဆိုရင်လည်းကိုယ့်အယုံလေးနဲ့ကိုလုံးမယ်ဆိုရင်လည်းအမောက်လေးတွေလုပ်တဲ့ခါကျရင်အရှင်းဆုံးပြောမယ်ဆိုရင်သမီးရဲ့ဥပမာရှားဆောင်စက်ပြခဲလုပ်မယ်သမီးတို့လည်းလိမ်မုံမှမြင်နေမှာပဲရှားဆောင်လေးကိုခူးတယ်ဘလန်ဒါနဲ့တိတ်တယ်စက်ပြလေးကိုဆိုထည့်ချလိုက်တယ်ပြီးလို့ရှိရင်စက်ပြခဲလုပ်လိုက်တယ်သုံးတယ် scrap လုပ်တယ်ဆိုရင် scrap ကိုစက်ပြ scrap လုပ်မယ်ဆိုလို့ရှိရင်လည်းရှားဆောင်လေးကိုဂျယ်နဲ့ရှားဆောင်ဂျယ်တွေကိုဒိန်းမဲ့တိတ်လိုက်တယ်ပြီးတော့ထည့်ပြီးတော့လုပ်လိုက်တယ်အစီလေးပါတာပေါ့နော်အဲ့နေရာမှာအမတို့ကကျတော့စက်ပြခဲတဲ့ထဲတယ်ဆိုလို့ရှိရင်လည်းရှားဆောင်ကိုအလဲအသားယူဘလန်ဒါလေးနဲ့ကြိတ်ပြီးခုနလိုနှစ်ဆင့်အပူလေးပေးလို့ရတဲ့ဥစ္စာလေးတွေပေါ့တကယ်လို့မှကိုကနေပြီးတော့မှဘယ်ပစ္စည်းပဲဖြစ်ဖြစ်အဲ့ဒီလိုကိုစိတ်ကူးလေးနဲ့ပေါ့အဲ့ဒီလိုလုပ်သွားလဲရတယ်တချို့ရှားတဲ့ပစ္စည်းလေးတွေကိုဟီရိုဇိုးလေးလုပ်ထားတာမျိုးဟီရိုဇိုးကိုလုပ်ပြီးလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်ပုံမှန်တာမန်အခန်းပူချိန်မှာထားလဲဆိုဘယ်လောက်အကြောင်ခံလဲဆိုတော့တခါတည်းရက်ဆွဲလေးနဲ့ရေးပြီးတော့ကိုစမ်းတက်ကြည့်ရမျိုးဘယ်အရာမဆိုတော့ကိုစမ်းတက်ရမှာပဲတင်တဲ့ဆိုတာတော့အခြေခံပဲသဘောထားရမှာအဲ့တော့ထပ်ပြီးတော့မှလုပ်ကြည့်ရမယ့်ဟာတွေကဒီရဲ့ဥစ္စာကဘယ်လောက်ကြာအထားခံတော့အမတို့တင်တဲ့သူအနေနဲ့ကတော့အမတို့စက်ပြခဲဆိုလို့ရှိရင် Harvard ထည့်ထားတာဖြစ်တဲ့အတွက်6လနဲ့တစ်နှစ်ကြာလို့အမတို့ပြောမှာပေါ့ဒါပေမဲ့အဲ့ဒီထက်လည်းခံနေတာပဲအဓိကအမတို့လုပ်တဲ့အချိန်မှာတက်ရက်ရင်တက်ရက်တယ်လို့သိလားအခုအတုပ်ရောင်တဲ့ချိန်တူဆိုရင်တော့မညစ်ပတ်တဲ့သူရောင်တဲ့အတုပ်ဆိုအိတ်ချက်ချင်းနှပြီးဝင်နစ်သွားဝင်နစ်လျှော်တန့်ရှင်းတဲ့သူရောင်တဲ့အတုပ်ကဝင်မလျှော်အဲ့ဒီလိုသဘောပဲစက်ပြလုပ်တဲ့ခါကျရင်လုံးဝအကျန်းသုံးပါးတယ်ဆိုတဲ့ပကံစီအကျန်းသုံးပါးတယ်ဆိုတဲ့အဝိရှော်လည်းတူတူပဲတရလုပ်တဲ့သူနဲ့ညင်ညင်ပတ်လုပ်တဲ့သူနဲ့ရှိတယ်အခုအမတို့လုပ်သွားတဲ့စက်ပြလက်နဲ့တစ်စက်မှမထိဘူးလက်နဲ့ထိစရာလည်းမရှိမထိဒါပေမဲ့သမီးတို့လိမ့်မမဆိုသမီးတို့ကအဲလိမ့်သိမ့်မတုံတဲ့သူဆိုမသိဘူးလိမ့်တုံတဲ့သူတွေဆိုသိတယ်စက်ပြအခြေခံကြီးအဲ့လိုမျိုးပေါ့ပညာဒါနပြီးနေတဲ့နေရာတွေမှာဆိုတချို့လုပ်ပြနေတဲ့သူတွေဆိုလက်တွေနဲ့နှိပ်တာဂျယ်ခဲကြီးပျော်မပျော်ကြည့်တာတဲ့အဲ့ဒီဂျယ်ခဲပျော်ဖို့ကခုနအမပြောသလိုမျိုးပုံနဲ့ခွဲပြီးရေနဲ့စိတ်လေးပျော်တယ်ဒါပေမဲ့အဲ့ဒါရိုးတစ်သားရောက်မှဒီနဲ့မွေတစ်သားရောက်မှမဟုတ်ကွန်ကျူပိတ်ကြီးနဲ့မွေပြီးလို့ရှိရင်အဲ့အခဲကြီးကြမ်းမကြမ်းသူတို့လက်နဲ့နှိပ်ပြီးစမ်းတာလက်တွေနဲ့ direct တွေနှိပ်တာအဲ့တော့ဟိုလက်တွေကမတန့်အောင်လားဆိုတော့အတန့်ဆုံးကတော့လက်ပါပဲကိုစီကြောပြီးတော့လုပ်ရင်အတန့်ဆုံးကတော့လက်ပဲဒါပေမဲ့အဲ့ဒီမျိုးလက်တွေနဲ့ထိတဲ့ဥစ္စာဆိုပုံပြီးတော့မှပြက်လွယ်တာပေါ့စက်ပြားတွေနောက်တာစက်ပြားတွေကျဲတာအဲ့ဒီပြဿနာတွေဖြစ်တာပေါ့နော်ဆိုတော့အခုဒီစက်ပြားခဲလုပ်တဲ့ဆိုလဲတူတူပဲသမီးတို့ထဲမဲ့ပစ္စည်းလေးတွေထဲမဲ့ပါဝင်ပစ္စည်းလေးကိုအတန့်ဆုံးလုပ်ရင်တော့ပိုအကောင်းဆုံးပဲပေါ့အဲ့တော့ဒီဟာလေးကတော့ဘယ်လိုလုပ်ပြီးတော့ထည့်ရင်တင့်တော်မလဲဆိုတော့ရှင်းပြောမယ်ဆိုရင်အကုန်လုံးကဘုံတော့ရှိရပဲလေကိုစဉ်းစားချင်းချိန်ပြီးတော့လည်းလုပ်လို့ရတယ်ဒါကြောင့်မလို့အမတို့ဟိဒရိုဆိုတွေလုပ်မယ်ဟိုခေါင်းလျှော့ရည်တွေလည်းထည့်မယ်ဟိုတချို့ဥစ္စာတွေကိုအခုအမတို့ဥပမာပေါ့နော်ခေါင်းလျှော့ရည်လုပ်ချင်တယ်ကိုယ်ထမင်းဘူးလားမသိဘူး incoming call unknown number အခုအမတို့ခေါင်းလျှော့ရည်လုပ်ချင်တယ်တချို့ဆိုလို့ရှိရင်စံနဲ့လုပ်တဲ့ခေါင်းလျှော့ရည်လုပ်ချင်တယ်အတီးရွက်ပြုတ်တယ်လို့စံယူပြုတ်လိုက်လို့ရှင်စံရက်ထမင်းဖြစ်သွားလေပြီးလို့ရှင်အတီးရွက်ပြုတ်တယ်လို့မျိုးစံကိုပြုတ်လိုက်တယ်ဆိုလို့ရှင်လေထမင်းကြီးဖြစ်သွားလေထမင်းမကြက်သွားရင်ထမင်းကြီးဖြစ်သွားဒါပေမဲ့ထမင်းကြီးလွန်သွားရင်စံပြုတ်ဖြစ်သွားမှလေရေများများနေဆိုအဲ့ဒီခါကျရင်ဘာဖြစ်လဲဆိုအဲ့ဒီထမင်းကြီးတွေကိုခေါင်းလျှော့ရည်တွေထည့်လို့ဘယ်လိုလုပ်ရမှာလုပ်ကြတယ်ထဲလုပ်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ထမင်းကအချင်း gas တွေပေါက်တယ်အချင်းတွေပေါက်တော့ခါကျသူဘာဖြစ်လဲဆိုစက်ပြားတွေလောက်ထားတယ် chemical တွေနဲ့ရောထားတာလေစက်ပြားဘူးတွေဖောင်းကားလိုက်ပြီးဖုံးတိုင်းနဲ့ပေါက်ခက်ခါမကောင်းနော်ခက်ခါမကောင်းအကုန်ပြီးသွားရင်တရင်ယူရုံမယ်ဆိုတော့အဲ့ဒီလိုလေးရှိရယ်အဲ့တော့အဲ့ဒီနေရာမှာအမတို့ကဟီရိုဆိုးလုပ်နေကိုဘာလုပ်ပြထားတာလဲဆိုတော့စံကိုဟီရိုဆိုးလုပ်မယ်အငွေ့တက်လာအဲ့တက်လာတဲ့အငွေ့ကနေအောက်ကိုပြန်ကျအဲ့ကျတဲ့တစ်ဆက်ချင်းဟာကိုအမတို့ကဟီရိုဆိုးလို့ခေါ်တာပေါင်ခန့်ရည်ပေါ့အဲ့ဒီပေါင်ခန့်ရည်နဲ့တွားပြီးတော့ထဲလုံးမှာပေါ့ဒါဆိုရင်လောဘကြည့်လို့တော့မရအောင်လေအတီးရွက်ပြုတ်ရည်6လီတာနဲ့လောက်တာငါတို့ကဒီရဲ့ဟီရိုဆိုး6လီတာကြီးကဘယ်လိုလုပ်ရမှာလဲအဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒီဟိဒရိုဆိုထဲလုံးမယ်ဆိုလို့ရှိရင်အမတို့ရေသက်တကယ်လို့ရပြီလေဓာတ်တူသွားပြီပူပြီးတော့မှပြန်အေးသွားတဲ့ဓာတ်တူသွားပြီလေအဲ့ဒီလိုတွေလုပ်လို့ရတာပေါ့အဲ့တော့အများကြီးစဉ်းစားမဲ့ဆိုရင်တော့အများကြီးစဉ်းစားလို့ရသေးတာပေါ့ဒီလားဆိုတော့အဲ့ဒီလိုလေးပေါ့နော်အခု